အိမ်တောင်မပြုတ်ရသေးတာကျေးဇူးတော်ပဲလက်မလွန်သွားတာမစောသွားတာနော်စန္ဒလေးတွေကိုထိန်းချုပ်နိုင်ခဲ့တာကျေးဇူးတော်ပဲလို့ပြောနိုင်စရာအကြောင်းရှိပါလိမ့်မယ်အကယ်၍အိမ်တောင်ပြုတ်ပြီးပြီဆိုလို့ရှိရင်တော့ခိုင်ခက်တဲ့အိမ်တောင်ဖြစ်ဖို့ရန်အတွက်ဉာဏ်ပညာကိုသင်ရလိမ့်မယ်အိမ်တောင်ပြိုကွဲသွားခဲ့တဲ့ဆိုရင်အိမ်တောင်ပြိုကွဲရတဲ့အကြောင်းရင်းတွေကိုနှုတ်ကပတ်တော်အထဲမှာအဖြေရှာဖွေတွေ့ရှိမှာဖြစ်ပါတယ်အဲ့တော့လူတိုင်းအတွက်အကျုံးဝင်ပါတယ်ကဲအဲ့တော့အိမ်တောင်နဲ့ပတ်သက်ပြီးတော့အယုံဆုံးသိစေလိုတဲ့အရာတစ်ခုကဘာလဲဆိုတော့ဘုရားသခင်ကနော်ဒီကဘာကိုဖန်ဆင်းတဲ့အခါမှာလူသားတွေအတွက်သူအရင်ဦးဆုံးတီထောင်တဲ့အရာကအသင်းတော်မဟုတ်ဘူးပြန်ပြောမယ်နော်ဒီကဘာကြီးပေါ်မှာဘုရားကလှပတဲ့နော်ကဘာကြီးကိုဖန်ဆင်းပြီးသွားတဲ့အခါမှာသူအရင်ဦးဆုံးတီထောင်တဲ့အရာကအသင်းတော်မဟုတ်ဘူးအိမ်တောင်ဖြစ်တယ်သူအရင်ဦးဆုံးတီထောင်တဲ့အရာကနိုင်ငံတနိုင်ငံမဟုတ်ဘူးအိမ်တောင်ကိုတီထောင်တာဖြစ်တယ်ကျမ်းစာကျောင်းတစ်ကျောင်းကိုလာရောက်တီထောင်တာမဟုတ်ဘူးအိမ်တောင်ကိုတီထောင်တာဖြစ်တယ်ဒါကြောင့်မလို့အိမ်တောင်ဟာဒီကဘာကြီးရဲ့အချုပ်အခြာဖြစ်တယ်လို့ပြောရင်မမှားပါဘူးသို့တော့အိမ်တောင်နဲ့ပတ်သက်ပြီးတော့လူတိုင်းမှာမတူညီတဲ့အမြင်ဆိုတာရှိကြတယ်ဟုတ်လားအဲ့ဒီမတူညီတဲ့အမြင်တွေကြောင့်ဘာဖြစ်ဆိုအိမ်တောင်ပြိုကွဲခြင်းဆိုတာဖြစ်လာတယ်အဲ့တော့အခုချိန်မှာကျွန်မသင်ခန်းစာမသွားခင်ကျွန်မစကလုံးတစ်လုံးကိုကျွန်မဒီမှာထိုးပြခြင်းနဲ့နော်အဲ့တော့အဲ့စကလုံးကိုဘယ်လိုမြင်တယ်လဲဆိုတဲ့အရာနော်ကျွန်မအဲ့စကလုံးလေးတရုတ်စာလို့ဂျပန်စာလို့လောက်ထားတဲ့အဲ့ဒီဟာလေးတစ်ခုရှိပါတယ်ကဲအဲ့တော့ဒီနေရာမှာကြည့်လိုက်ပါဟုတ်ပြီနော်အဲ့ဒါအဲ့ဒီစကလုံးကိုမြင်ဘူးတဲ့သူရှင်လက်မြောက်ပါမြင်ဘူးသလားမမြင်ဘူးကဲဟုတ်ပြီမောင်ကျော်ထက်လင်းဒီကိုလာပါကဲလက်ခုပ်တီးပြီးကြိုဆိုပေးပါမြင်လာမယ်အဲ့ဒါဘာကိုမြင်လဲဒုတ်ချောင်းလေးမြင်နေစရာဒုတ်ချောင်းကျေးဇူးတင်တယ်ပြန်ထိုင်လို့ရပြီဟုတ်ပြီဟုတ်ပြီကိုစောတော့အထူးကျေးဇူးပြေလာပေးပါနော်ဟိုဒီကကျမတို့ဟိုအချိန်အများကြီးရတယ်လေ Sunday မှာဆိုနောက်ကနေဆင်လိုက်တယ်လို့ကြားလိုက်တယ်လို့ပြေးပြီးတော့ပြောရတာအခုပြောကြမလို့တော့ဟာလေလုယာဘာမြင်လဲဘာသာစကားရဲ့တစ်ခုခုလို့တော့မြင်တယ်ဟုတ်ပြီဘာသာစကားတစ်ခုခုမြင်တယ်ကျေးဇူးတင်တယ်ပြန်ထိုင်လက်ခုပ်တီးပေးဟုတ်ပြီအဲ့တော့နောက်တစ်ယောက်ကိုကျွန်မဖိတ်ခေါ်ခြင်းနဲ့အဲ့ဒါကတော့အထုလာဟုတ်ပြီကင်မရာရိုက်ပေးတဲ့သူဖြစ်တယ်ဟုတ်ပြီလက်ခုပ်တီးပေးပါโอเคဒီထဲမှာဗာရေးထားလဲတင်ကေတာလိုမျိုးတင်ကေတာတခုကျေးဇူးတင်တယ် very good တယောက်ကဒုတ်ချောင်းမြင်တယ်တယောက်ကဘာသာစကားတစ်ခုခုလို့မြင်တယ်နောက်တယောက်ကသင်္ကေတတစ်ခုခုလို့မြင်တယ်မမှားပါဘူးမြင်တဲ့အတိုင်းပြောတာလေဒါပေမဲ့ဒီနေရာမှာရေးထားတဲ့ຢာကအမဲနဲ့အဖြူနဲ့ပဲရေးထားတာပါဟုတ်လားအဲ့တော့အမဲကိုပဲကြည့်နေရင်ဝတ်ထားတဲ့စကလုံးကိုမမြင်ရအောင်အမဲကိုပဲကြည့်နေရင်ဒုတ်ချောင်းပဲမြင်ရတယ်ကဲအဖြူကိုအာရုံစိုက်လိုက်ပါ Jesus very good မြင်ပြီတခါတလေကျမတို့ကဒီလောကမှာအိမ်တောင်နဲ့ပတ်သက်တဲ့အရာကိုပုံဖော်တဲ့အခါမှာအမှောင်တုလို့ခေါ်တဲ့ဒီလောကရဲ့နိဥပဒေသားနဲ့ပုံဖော်တဲ့အခါမှာမမြင်ကြအောင်အခုမမြင်သေးတဲ့သူရှိတယ်ဟာလေလုယာကဲအဲ့အဖြူရောင်စကလုံးနဲ့ဂျေအကြီးကိုရေးလိုက်မြင်ပြီလားအော်မြင်သွားပြီတော်တော်ကြာတယ်နော်တချို့တွေအဖြူကိုအလင်းကိုအားပြုတ်ပြီးတော့ကြည့်လိုက်ဘယ်ဟာကိုအားပြုတ်ဆိုအလင်းကိုအားပြုတ်ပြီးတော့အမှောင်ကိုစန့်ကျင်ဘက်ပြုတ်ပြီးတော့ကြည့်လိုက်ဒါဆို Jesus မြင်ကိုမြင်ရတယ်ဒါပေမဲ့အမှောင်ကိုအမဲကိုအားပြုတ်နေရင်တော့အဲ့ဒီအလင်းကဘလောက်ပဲအမဲရောင်တဲ့နေရာကြီးပါစေအဖြူရောင်ကအမဲရောင်တဲ့ဘလောက်ပဲနေရာကြီးပါစေမမြင်တော့ဒါကြောင့်မလို့အိမ်တော်နဲ့ပတ်သက်ပြီးတော့ကျမတို့အရေးကြီးဆုံးအရာကအလင်းဖြစ်တဲ့နှုတ်ကပတ်တော်အပေါ်မှာအခြေခံပြီးတော့ကျမတို့ကအိမ်တော်ကိုတည်ဆောက်မှာဖြစ်တယ်ဘာဖြစ်လို့ဒီလိုပြောတယ်လဲဆိုတော့အိမ်တော်ဆိုတဲ့အရာကဖယားသခင်စတည်ခဲ့တဲ့အရာဖြစ်တယ်အာမင်နိုင်ငံတနိုင်ငံကနေပြီးတော့တည်ထွင်လိုက်တဲ့အရာတခုမဟုတ်ဘူးအိမ်တော်လို့ပြောပြီးဆိုဖယားသခင်ကိုယ်တိုင်တည်ထွင်ထားတဲ့အရာဖန်ဆင်းထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့အလင်းဖြစ်တဲ့ဖယားသခင်ကိုအမိသဟဲပြုပြီးတော့ကျမတို့ကအိမ်တော်ကိုတည်ဆောက်မှာပဲအဲ့ဒီအိမ်တော်ရဲ့အနှစ်အရသာကိုမြင်တွေ့ရမှာဖြစ်တယ်ကဲအဲ့တော့ကျမတို့ခုပြောပြမယ်တချို့တွေကအိမ်တော်နဲ့ပတ်သက်ပြီးတော့မှပြိုပြက်နေတဲ့သူတွေရှိနေတယ်ဒါမှမဟုတ်နောက်ဆုတ်ချင်တဲ့သူတွေရှိနေတယ်ဆိုရင်တချို့သောသူတွေကဘာလုပ်ကြလဲဆိုတော့အပြင်မှာရှိတဲ့အိမ်တော်ရေးတင်တန်းကိုတွားတက်ကြတယ်
ကောင်းလားဆိုတော့ကောင်းပါတယ်ဒါပေမဲ့ထာဝရဘုရားသခင်ရဲ့ဆိုလိုရင်းကိုသူတို့မရလိုက်တဲ့အခါမှာစစ်မှန်တဲ့အိမ်အောင်ဒုက္ခချမ်းသာကိုမရကြဘူးကဲအဲ့တော့ဒီနေရာမှာကျွန်မတစ်ခုပြောပြမယ်ဆိုပါစို့တစ်အိမ်မှာထမင်းပေါင်းအိုးကပြတ်သွားတယ်ဆိုရင်အဲ့ထမင်းပေါင်းအိုးကိုအချုပ်ဆိုင်ကိုပို့မလားမပို့ဘူးဟုတ်လားထမင်းပေါင်းအိုးကိုဝယ်ခဲ့တဲ့ဆိုပါစို့ brand တစ်ခုက Philips ဆိုလဲ Philips ပေါ့အဲ့ဒီ brand နဲ့ဆိုင်နဲ့စက်ရုံကိုပဲပို့မှာပဲအဲ့ဒီပစ္စည်းကပြန်လဲပြီးတော့မှကောင်းမွန်လာမှာပေါ့ဒါကြောင့်မလို့အိမ်အောင်ဆိုတဲ့အရာကလည်းဖယားသခင်ကိုယ်တိုင်တည်ထွင်ထားတဲ့နော်ဖန်ဆင်းထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့အစပြုထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအိမ်အောင်နဲ့ပတ်သက်လာရင်လူတစ်စုံတစ်ယောက်စီမှာသွားပြီးတော့အကြံယူတာတဲ့ဖယားရဲ့နှုတ်ကပတ်တော်ထဲမှာပြန်လှည့်ပြီးတော့မှသင်ဟာတိဆောက်မယ်ဆိုရင်ကျွန်တော်တို့အိမ်အောင်ခိုင်ခန့်ခြင်းရှိလိမ့်မယ်အာမင်ကဲအဲ့တော့အိမ်အောင်နဲ့ပတ်သက်ပြီးတော့တချို့တွေကနော်နားမလည်မှာဆိုလို့အထူးသဖြင့်အပြိုများလူပြိုများအိမ်အောင်မပြုတ်ရသေးတော့သူများအိမ်အောင်မှာကြောက်စရာကောင်းတဲ့အစွန်းနှစ်ဖက်ဒွန်တွဲနေပါတယ်ဒါကိုသတိထားဖို့ရတဲ့ဖြစ်တယ်အဲ့တော့အဲ့ဒီအစွန်းနှစ်ဖက်တွေကိုပြောပြပါမယ်အဲ့ဒါကဘာလဲဆိုတော့အိမ်အောင်ပြုတ်ခြင်းဆိုတာကလူသားတွေအတွက်ဘဝမှာဆွဲဆောင်မှုအရှိဆုံးရင်ခုန်စရာအကောင်းဆုံးဖြစ်တယ်လို့စိတ်ဆင်းရဲမှုအပေးနိုင်ဆုံးလည်းဖြစ်ပါတယ်နော်ဒါကိုအရင်ဆုံးသိဖို့ရတဲ့ဖြစ်တယ်ဘာလို့ကျမကဒီစန့်ကျင်ဘက်ဖြစ်တဲ့အရာတွေကိုပြောပြတယ်လဲဆိုတော့အရေးကြီးလို့ပါလူတိုင်းကအိမ်အောင်ပြုတ်ခြင်းနဲ့စံသားရှိကြတယ်အိမ်အောင်ပြုတ်လိုက်လို့ရှိရင်ငါရဲ့ဘဝကပြီးသွားမယ်ငါရဲ့အဖေမေနဲ့ပြဿနာတက်တဲ့အရာတွေညီကိုမောင်မနဲ့ပြဿနာတက်တဲ့အရာတွေချုပ်ငိမ့်သွားမယ်လို့ထင်တတ်ကြတာအမှန်တော့နောက်ထပ်ပြဿနာတစ်ခုကိုယ့်ပေါ်တင်လိုက်တာနဲ့အတူတူပဲနော်ဒါကြောင့်မလို့ပြဿနာလို့ပြောပြီးဆိုလို့ရှိရင်ဒါအိမ်တိုင်းမှာရှိရဆိုတဲ့အရာကိုသတိထားဖို့အတွက်ဖြစ်တယ်ကိုယ့်ရဲ့အိမ်မှာလည်းမိဘတွေနဲ့အတူတူနေတဲ့အခါမှာရှိနိုင်တယ်လို့ကိုကိုယ်တိုင်အိမ်အောင်တစ်ခုကိုတိဆောက်တဲ့အခါမှာပြဿနာလို့ခေါ်တဲ့စိတ်ဆင်းရဲမှုတွေရောက်လာတတ်တယ်ဆိုတဲ့အရာကိုသတိထားဖို့အတွက်ဖြစ်ပါတယ်။နောက်ထပ်စန့်ကျင်ဘက်တစ်ခုကဘာလဲဆိုအိမ်အောင်ပြုတ်ခြင်းဆိုတာဘဝအတွက်လှပတယ်လို့အလွန်အန္တရာယ်ကြီးမားတဲ့အရာလည်းဖြစ်တယ်။ဆရာမရဲ့လှပခြင်းနဲ့အန္တရာယ်ကြီးခြင်းဆိုတဲ့စကားလုံးကတွဲဖို့တောင်မကောင်းဘူးလို့ပြောပါလိမ့်မယ်။မှန်ပါတယ်ဘာဖြစ်လို့ဒီလိုပြောတာလဲဆိုတော့စိတ်ကူးရင်ဆန်ကြတဲ့အတွက်ကြောင့်မလို့အထူးသဖြင့်လူငယ်ကာလမှာfairy tales လို့ခေါ်တဲ့ကြပြဆန်တဲ့ရုပ်ရှင်ကားလေးတွေကတ်တွန်းကားလေးတွေကိုကြည့်ပြီးတော့နော်ဘလို့ထင်ကြလဲဆိုတော့တကယ်ကို happily ever after နော်မင်းသမီးနဲ့မင်းသားစုံသွားတဲ့အခါမှာတခါတည်းဘဝကြီးဟာပြည့်စုံသွားပါတယ်လို့ပြောရင်အဲ့ဒါမှားတယ်အဲ့အချိန်ကမှဘဝကစတာဖြစ်တယ်နော်ဒါကြောင့်မလို့လှပတယ်လို့ထင်ရပေမဲ့အထဲထဲမှာစိန်ခေါ်မှုများစွာပြဿနာများစွာအန္တရာယ်များစွာရှိနေပါတယ်အကယ်၍အဲ့ဒီအရာကိုကိုကကောင်းကောင်း handle မလုပ်နိုင်ဘူးဆိုရင်အသက်အန္တရာယ်ဆုံးရှုံးသွားတဲ့ခင်မွန်းတဲ့ဇနီးတွေအများကြီးရှိပါတယ်မယုံရင် online မှာ search လုပ်ကြည့်ပါเนาะကျမတို့ကြားနေရတဲ့သတင်းတွေအားဖြင့်လည်းကျမတို့သိနိုင်ပါတယ်နောက်တစ်ခုကပါလဲဆိုတော့အိမ်အောင်ပြုတ်ခြင်းဆိုတဲ့အရာကဝမ်းမြောက်စရာနဲ့ပြည့်စုံတယ်လို့စိတ်ပျက်စရာများစွာရှိပါတယ်အဲ့ဒါကိုသိကျင်တယ်ဆိုအိမ်မှာရှိတဲ့အဖေနဲ့အမေကိုသွားမေးကြည့်ပါเนาะအိမ်အောင်ကြဖူးထားတဲ့ဦးလေးအတော်တယောက်ကိုသွားမေးကြည့်ပါအဲ့တော့ဝမ်းမြောက်စရာရှိတယ်လို့စိတ်ပျက်စရာများစွာစုစည်းထားတဲ့အရက်ဖြစ်တယ်ဆိုတဲ့အရာကိုလည်းသိထားတဲ့တယ်သူတို့ဘာတော့မသိဘူးကျမဆိုရင်အိမ်အောင်ပြုတ်ပြီးနှစ်ပတ်ကြာမှငါအိမ်အောင်ပြုတ်တာမှားသွားပြီလားလို့တောင်မှခေါင်းထဲမှာရှိဘူးတယ်ဒီလိုပြောလို့ဆရာစောမကောင်းတာမဟုတ်ဘူးနော်ကျမပြောပြမယ်မမျော်လင့်ထားတဲ့အရာတွေဆိုအမြဲတမ်းရှိတယ်ဆရာစောကအိတ်တဲ့ချိန်မှာဟောက်တတ်တယ်ကျမကနာအယံပါတယ်အတန်သမားဆိုတော့အဲ့တော့ခေါင်းရဲမှာသခိုးသွားရင်သိတယ်ခွေးသွားရင်လည်းသိတယ်အရင်နားပါတဲ့အဖွဲ့တွေကပါတယ်ပေါ့နော်ချင်လာဝီခွင်းနေဆိုတာနဲ့ချက်ချင်းနိုးတဲ့အဖွဲ့တွေမှာပါတော့ဆရာစောကဟောက်တဲ့အခါမှာတင်မောခုံမောင်းတယ်လို့ပဲဒါပေမဲ့အခုတော့တော်တော်လေးပြောင်းလဲလာပါပြီဘုရားသခင်ဂျေဇုတော်အားဖြင့်ပေါ့နော်အာမင်နဲ့သူ့ရဲ့ပြိတ္တလည်းရှိတာပဲအဲ့တော့ကျမကအိမ်တော်စကြတဲ့အခါမှာဆရာစောဟောက်နေတော့ကျမပြောတခါမှလည်းမအိပ်ဘူးလေ तू ကဟောက်နေတဲ့အခါမှာဘယ်လိုလုပ်ရမှာလဲမသိဘူးလေကိုနဲ့အတူတူအရင်တော့ငယ်ငယ်တော့အိပ်ခဲ့တဲ့ဆ iam မေးဒီယာလည်းမဟောက်ဘူးเนาะ तू ကဟောက်တတ်တဲ့အဖွဲ့ထဲမှာမပါတော့ဟာဘယ်လိုလုပ်ရမလဲမသိဘူးနောက်ဆုံးကြတော့တရက်လဲအေးရင်မို့ကမနေ့ကျရင်လဲထမင်းဟင်းကထားချက်ရသေးတယ်ထားချက်တော့လဲလက်စစ်မီးနဲ့မဟုတ်ဘူးအဲ့ဒီခေတ်ကမီးသွေးနဲ့ထားချက်ရတာမနေ့ဆိုလဲအစိုးရသွားဝယ်ရတာရေခဲတက်တာဆိုတဲ့အရာမျိုးအဲ့ကျမတို့ခေတ်တုန်းကမဝယ်နိုင်ခဲ့ဘူးကျမတို့အိတ်တဲ့အချိန်တုန်းကဖြာပေါ်မှာအိတ်ရတယ်ရိုးရိုးဟိုနှီးဖြာတော့မဟုတ်ဘူးเนาะကျမတို့ဟိုဗာလဲရှမ်းဖြာဆိုတော့အရင်နာတယ်လေသိရမလားပိုက်ကွန်နေနဲ့ခြိထားတဲ့အရာမျိုးဆိုတော့ဟာကျမညဘက်ကလဲအေးရင်မဝเนาะပြီး
အေးကွန်းလေးရှိတဲ့အရာမျိုးမဟုတ်ဘူးပန်ကာတော်မရှိတဲ့အခန်းမှာကျမနေခဲ့ရတာပါအဲ့တော့ညပလဲအေးမဝမနေ့ကျတော့လဲအစိုးကြီးနော်ပြီးရင်ကျမကအလုပ်လဲသွားရသေးတယ်ဆိုတော့နော်ကျမဘယ်လိုစဉ်းစားမိလဲဆိုငါသွားပြီနဲ့တူတယ်တစ်သက်လုံးငါမအေးရတော့ဘူးနဲ့တူတယ်တကယ်ထင်တာနောက်ပိုင်းကျတော့3-4ရက်လောက်မြောက်လာတဲ့ခါကျတော့လူကဇာတိပေါ်တာပဲအဲ့တော့ကျမဆရာဆော့ကိုစပြီးတော့မသိတယ်လို့တွန်းလိုက်တယ်အဲ့တော့တွန်းလိုက်တစ်ချက်တွန်းလိုက်တစ်ခါငြိမ်သွားတာဒါပေမဲ့10မိနစ်တောင်မကြောက်ပြန်အောင်အဲ့ဒါနှစ်ပတ်လောက်ကြာတဲ့အခါမှာကျမအရန်ကောင်းနေလဲကြိုက်သီလားအေးရေးလဲမဝတဲ့အခါမှာမှားပြီနဲ့တူတယ်နေဟုတ်တက်လားမဟုတ်တက်လားဆိုပြီးတော့ကြိုတင်မေးခဲ့ရမှာကိုမသိတဲ့အရာတွေအများကြီးရှိတယ်နော်ဆိုတော့အဲ့တော့ကျွန်မပြောချင်တဲ့အရာတစ်ခုကနော်စိတ်ပြက်စရာတွေများစွာလဲစူးစီးထားတဲ့အရာဖြစ်တယ်ဆိုတဲ့အရာကိုလည်းကြိုတင်ပြီးတော့မျှော်လင့်ထားစေချင်တယ်ကဲနောက်တစ်ခုကပါလဲဆိုတော့အိမ်အောင်ပြုခြင်းဆိုတာလူတိုင်းရဲ့အိမ်မက်တစ်ခုဖြစ်တယ်လို့အိမ်မက်ဆိုးတစ်ခုလည်းဖြစ်တယ်ဆိုတာသိပွင့်တယ်ဖြစ်တယ်နော်အဲ့တော့တချို့တွေကတခါတည်းအိမ်အောင်ပြုတ်ပြီးသွားလို့ရှိရင်ငါတို့တွေခရီးတွေထွက်လိုက်မယ်ငါတို့တွေတခါတည်းဘဝကြီးကိုလှလှပပနဲ့ကိုရေနော်သဲရင်နဲ့တိဆောက်လိုက်မယ်ပြီးလဲပြီးတော့သူ့မျက်နှာတော်ကိုမမြင်ခြင်းကိုမျက်နှာတော်သူမမြင်ခြင်းတဲ့ဘဝပေါ့သူ့မြင်လိုက်တာနဲ့ဘဝကြီးဟာကြောက်ခမန်းလိလိဆိုးရတဲ့အခြေအနေတစ်ခုဖြစ်နေတယ်လို့ခံစားသွားတဲ့အိမ်မက်ဆိုးကြီးဟာလည်းအိမ်အောင်ထဲမှာရှိနေပါတယ်နောက်တစ်ခုအိမ်အောင်ပြုခြင်းဆိုတဲ့အရာကမျော်လင့်ခြင်းတွေပေးတယ်လို့ကြောက်ရွံ့ခြင်းတွေပေးတဲ့နေရာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒန်ဆိုပြီးတော့တခါတည်း music တန်လေးနဲ့ခမ်းမတဲ့ကိုဝင်လာတဲ့အခါမှာဟာအဲ့ရှောက်လန်းကိုရှောက်လာဖို့ရန်အတွက်ပြင်ဆင်တဲ့အခါမှာဒီမှာရှိတဲ့ကလေးတွေနော်တခါတည်းစဉ်းစားထားပါအဲ့ဒီရှောက်လန်းထဲမှာအခုနပြောခဲ့တဲ့အချက်တွေအကုန်ပါတယ်ဆိုတာသတိရစေချင်တယ်တကယ်ပြောတာနော်ဒီလိုပြောလိုက်လို့ဟာဆ iam ကငါတို့ကိုသူ့လိုမျိုးများအပြိုကြီးဖြစ်အောင်လုပ်နေရလားအပြိုကြီးမဟုတ်ဘူးနော်ကလေး3ယောက်နဲ့ experience ရှိပြီးမှပြောတာနော်ကလေး3ယောက်အိမ်အောင်ပြတာ18နှစ်ရှိပြီအဲ့တော့အတွေ့အကြုံတွေအများများလာတဲ့အခါမှာဒါပေမဲ့တချို့သောသူတွေကျမထက်အတွေ့အကြုံအများများကြပါလိမ့်မယ်နော်ဒါပေမဲ့အတွေ့အကြုံများတိုင်းလဲအိမ်အောင်ကိုတိဆောက်နိုင်တာမဟုတ်နော်တချို့တွေဆိုလို့ရှိရင်ရည်စားထားတဲ့အခါမှာနော်သူတို့ရဲ့အရေးချင်းကပမုခလောက်ရှိတယ်ပမုခလောက်ရိုးပမုခမဟုတ်ပမုခကျုပ်ရည်စားထားတဲ့အရာလေးဒါပေမဲ့အိမ်အောင်လဲပြုလိုက်ကောသူတို့ရဲ့အိမ်အောင်ရေးရမှာထိမ့်သိမ့်နိုင်တဲ့အရာအိမ်အောင်တစ်ခုကိုတိဆောက်နိုင်တဲ့အရာကမူကြိုးတော့မအောင်ကဲဒါကြောင့်မလို့ဒီနေ့ဘုရားသခင်နိယာမတွေကိုကျမတို့သိဖို့အတွက်အရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားရဲ့နိယာမကဘာနဲ့သွားတူလဲဆိုတော့เนาะဒါလေးကိုပြောလိုက်ပြီဆိုတခါတည်းမှတ်မိမယ်လို့ကျမယုံကြည်တယ်ဆိုပါစို့ကလေးတစ်ယောက်က gravity လို့ခေါ်တဲ့မြေကြီးရဲ့ဆွဲငင်အားကိုမသိနိုင်ဘူးမှန်လားphysics ရဲ့သဘောတဘာဝကို तू မသိနိုင်ဘူးသို့တော့အပေါ်ကနေအောက်ကိုခုန်ချရင်ဘာဖြစ်မလဲသေမှာပဲနားမလဲလို့ဟဲ့ဘွားတေးနော်ပြန်ပြီးတော့အနောက်ကိုပြန်ဆုပ်လို့မရဘူးသူ့ရဲ့သဘောတဘာဝဟာကျမတို့မြင်ရတဲ့ပတ်ဝန်းကျင်တွေထဲမှာရှိတယ်လို့ spiritual ထဲမှာလည်းရှိနေတယ်ဝိညာဉ်ပိုင်းဆိုင်မှာလည်းရှိနေတယ်အိမ်တောင်ဆိုတဲ့အရာက physicalဒီမြင်ရတဲ့အရာတွေကပဲဖြစ်တည်နေရလို့မထင်စေချင်ဘူးမမြင်ရတဲ့နောက်ွယ်မှာရှိနေတဲ့ဝိညာဉ်ရေးအနေနဲ့ဓာတ်ရိုက်အချိုးကျနေဆိုတဲ့အရာကိုနားလည်စေချင်တယ်ဒါကြောင့်မလို့ဒီနေ့ဖယားသခင်ရဲ့ဝိညာဉ်နဲ့ဆိုင်တဲ့နိယာမတွေကိုကျမတို့သဘောပေါက်ပြီဆိုရင်ဒီနေ့အိမ်တောင်ရဲ့ရှောင်ရမယ့်အရာเนาะဆောင်ရမယ့်အရာတွေအားလုံးကိုသဘောပေါက်လာမှာဖြစ်တယ်